ထိရပြန်ပြီးတော့ပြင်အုပ်ဒါလည်းဒီကောင်ထိရအုပ်လေကျွန်တော်ဆွဲတဲ့ကပဲဖြတ်ထားရတယ်ဆွဲလိုက်တယ်ဆွဲလို့မလိုက်တဲ့ဘက်ကကျွန်တော်ကတ်တဲ့ခါကျရင်တိတ်လိုက်တဲ့ဘက်ကလည်းအဆင်ပြေအဲ့ဒီကျွန်တော်မသုံးပါဘူးဒါလုပ်ပြရင်နောက်တကယ်လို့သူတို့သုံးတဲ့ခါကျရင်ပြန်ဖြုတ်ရမှာလို့ကိုသုံးမယ်ကောင်းလေးရတော့မယ်ကောင်းလေးဒီကကောင်းလေးရနော်ဒီလေးတော့မယ်ဒီပေါ်နဲ့ဒီအောင်နော်ဒီအိုင်ဒီကောင်းလေးကျွန်တော်ကိုတော့မယ်ဒီအိုင်ကျွန်တော်နှစ်ထောင်ကျွန်တော်ဒီကောင်နဲ့အဝတ်ပတ်မယ်ပေါ့ကျွန်တော်အနေနဲ့ပြောချင်တာကျွန်တော်တစ်ခါတလေဒီမာလူတိတ်ပြီးတော့ခေါ်လို့မတက်ဘူးဗျကျွန်တော်ကြားတော့ခေါ်လို့မတက်တာဘာကြောင့်ခေါ်လို့မတက်တာလဲဆိုတော့မြန်မာပြည်မှာဘယ်လိုခေါ်လဲဆိုတော့တိတ်မသိဘူးဆိုတာကျွန်တော်ထိုင်းမှာဖနက်ပညာကိုစာလုပ်တဲ့အတွက်မြန်မာပြည်စပြီးလုပ်တက်တဲ့အတွက်မြန်မာပြည်မှာခေါ်တဲ့ဟာတွေတော့ကျွန်တော်ခေါ်လို့မတက်ဘူးเนาะကျွန်တော်ခေါ်လို့တက်လို့ကျွန်တော်ခေါ်မယ်ဖြစ်စိတ်ကြောလာထောင်ပြီးပေါ့ပြန်ဒီကောင်လည်းကျွန်တော်ဆွဲတဲ့ဘက်ကပဲဆွဲလို့လိုက်တဲ့ဘက်ကပဲကျွန်တော်ခေါ်လိုက်ပြန်ဒါတော့သူများနဲ့လုံးတဲ့ခါကျရင်ကျွန်တော်အတိုင်းစီတယ်ဒီကောင်ကွက်တီနည်းနည်းလေးလောက်ပဲပေါ့ဒီပေါ်မှာအဝိစားကျွန်တော်နည်းနည်းလေးလောက်ပဲပေါ့ကျွန်တော်အတိုင်းလောက်ထားတယ်ပေါ့ကျွန်တော်ကတော့ဒါလောက်ပြတဲ့တော့အတိုင်းမလုပ်ဘူးမှန်နေဖြတ်ဒီကောင်တုံးနေဒီကောင်တုံးတဲ့နေရာမှာကျွန်တော်ဒီကောင်တော့မတုံးဘူးเนาะဒီလိုပြောမယ်လုံးဝိုင်းလေးပဲတုံးခုံးလေးပဲတုံးဒီကတောက်ကြတဲ့ဟာဒီကောင်ဟော်ပြီးမှဒီကမှတို့အလဲကောင်တက်မှာကတ်မှာဟုတ်